Iran စစ်အဆုံးသတ်ရေးအတွက်ပါကစ္စတန်ကြားဝင်ပေးနေတာအချိန်ရလာပြီဆိုတဲ့အကြောင်းဖြင့် တန်စီယိုတွေခတ်ထားတဲ့ဟာမှာကျတော့တရုတ်အလံတွေထောင်ထားတာတွေရှိတယ်ပေါ့နော်တချို့မခတ်ရသေးတဲ့နေရာတွေဆိုရင်လည်းသူတို့တရုတ်အလံထောင်ထားတယ်အဲ့ဒီထောင်ထားတဲ့ဟာတွေအကုန်လုံးကသူတို့ကခတ်သွားမယ်ဆိုတာသိရတယ် ရှမ်းမြောက်ကနေဆက်စီးမြင့်ကိုကြော်ပြီးတရုတ်ချန်စီယိုခတ်နေတယ်ဆိုတဲ့အကြောင်းနဲ့နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးအာဆီယံဘေးပန်းစည်းဝေးမှာဆွေးနွေးဖို့ကြိုးစားတယ်ဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်နဲ့အီရန်စစ်အဆုံးသတ်ရေးအတွက်ပါကစ္စတန်ကြားဝင်ဖြန့်ပြေးပေးနေတာအချိန်ရလာပြီဆိုပြီးတော့ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်တနင်္လာနေ့ကစပြီးဟော်မုစ်ရေလက်ကြားကိုဖျက်တဲ့ကုန်တင်သင်္ဘောတွေအတွက်အမေရိကန်ကစီရေးစောင့်ကြက်လိုက်ပေးတာကိုသမ္မတထရမ့်ဆိုင်းငံ့လိုက်ပြီးတဲ့နောက်ရှာဘတ်ရှရီဖ်ကပြောကြားလိုက်တာဖြစ်ပါတယ်အီရန်နဲ့သဘောတူညီမှုတစ်ခုခုရနိုင်မလားစောင့်ကြည့်ဖို့ရက်တာဆိုပြီးတော့လေမစ္စတာထရမ့်ကပြောပါတယ်အီရန်ကသဘောတူညီချက်မယူရင်အရှိန်ပိုပြင်းတဲ့ဘုံတွေနဲ့ချမယ်ဆိုပြီးတော့မစ္စတာထရမ့်ကထပ်မံချိန်ချောက်ခဲ့ပါတယ်အမေရိကန်နဲ့အီရန်ကြားမှာစစ်ပြီးစုံရေးအတွက်သဘောတူညီမှုရဖို့နီးလာပြီဆိုတဲ့သတင်းတွေကြောင့်ရေနံဈေးနှုန်းကျဆင်းပြီးကမ္ဘာ့စတော့ဈေးကွက်ပြန်တက်လာခဲ့ပါတယ်။ Brent ရေနံစိမ်းရဲ့ဈေးနှုန်းကတစ်စီးကိုဒေါ်လာ100အောက်ကျဆင်းခဲ့တာပါ။ဒီချိန်မှာပဲလေယာဉ်စီတွေဈေးတက်နေလို့ဒီလအတွင်းကမ္ဘာနှံ့ခီးစဉ်13000ကိုလေယာဉ်ကုမ္ပဏီတွေရပ်ဆိုင်းခဲ့ပါတယ်။ဒီရပ်ဆိုင်းမှုတွေကခီးတဲ့ထိုင်ကုန်နေရာ2သန်းနီးပါးလောက်နဲ့ညီမျှမယ်ဆိုပြီးတော့သုံးသပ်နေကြပါတယ်။အရှေ့လေပိုင်းချင်းတွေဟာအရေးကြီးတဲ့ချိန်ကိုရောက်နေကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ရေရှည်ခံအပြည့်ရစရေးရဖို့အရေးကြီးဦးစားပေးရမယ်ဆိုပြီးတရုတ်ပြည်ကိုရောက်နေတဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာခီကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာပရိပက္ခမှာကြားဝင်မညက်အောင်ရှောင်ရင်းညှိနှိုင်းစေ့စပ်ပေးဖို့သတိထားဆောင်ရွက်နေကြောင်းပေကျင်းက BBC သတင်းတောက်ကပြောပါတယ်။နောက်တစ်ပတ်တရုတ်သမ္မတရှီကျင်းဖိန်နဲ့ဒေါ်နယ်ထရမ့်တို့ထိပ်သီးဆွေးနွေးပွဲကိုလက်ခံကျင်းပပေးဖို့အတွက်လည်းတရုတ်အစိုးရကပြင်ဆင်နေပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားတွေလူကြားထဲမှာမဖွဲမရပြုတာပါဝင်ဖြစ်ရတဲ့ကြောင့်ခီးသားတွေရဲ့အမှုကျင့်ကိုပိုတိုးပြီးစောင့်ကြည့်မယ်ဆိုပြီးထိုင်းအစိုးရကပြောကြားလိုက်ပါတယ်။ဒီကိစ္စတွေကြောင့်နိုင်ငံပုံရိပ်ထိခိုက်ပြီးယဉ်ကျေးမှုနဲ့ဆန့်ကျင်တယ်လို့လည်းသတိပေးပါတယ်။မူရစေသုံးတာလို့မလျော်မကန်ပြုမှုတဲ့ခီးသွားတွေကိုတရားစွဲနိုင်ကြောင်းထိုင်းဝန်ကြီးရုံးကနေထုတ်ပြန်ပါတယ်။ဒီနေ့တုန်းကဖူးခက်လူစီကားတဲ့နေရာကတုတ်ကားတစ်စင်းပေါ်မှာဇုံတွဲလိန်ဆက်ဆန်နေတာကိုတွေ့ရှိပြီးတဲ့နောက်ဒီလိုထုတ်ပြန်ခဲ့တာပါ။စပိန်မျိုးသားနဲ့ပီရူးသူဇုံတွဲကိုထိုင်းကနေနှင်ထုတ်ခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတကတော်ဟောင်းကင်ကန်ဟီရဲ့အယူခံမှုကိုစစ်ဆေးခဲ့တဲ့တရားသူကြီးသေဆုံးကြောင်းစိုးမြို့မှာတွေ့ရှိခဲ့ပါတယ်။ဒီကနေ့မနေ့စောပိုင်းတုန်းကတရားရုံးချုပ်ဝင်းထဲကပန်းကင်းထဲမှာရှင်ကျုံအိုးရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့ကြောင်းရဲကပြောပါတယ်။တောင်းပန်လိုပုံရတဲ့သေချောင်းမကြံခင်နှုတ်ဆက်စာကိုသူ့အိတ်ကထဲမှာတွေ့ရပေမဲ့လည်းအမှုကြောင်းကိုဖော်ပြမထားဘူးဆိုပြီးသတင်းတွေမှာရေးပါတယ်။ဒီသေဆုံးမှုမှာလီဇယ်လုတ်ကြံထားတဲ့လက္ခဏာမတွေ့ရကြောင်းရဲကပြောပါတယ်။သမ္မတဟောင်းယွန်ဆွတ်ယိုဂရောရဲ့ခြားစားမှုနဲ့စတော့ဈေးကွက်ဆွတ်ဖက်မှုတွေအတွက်အရင်လတုန်းကတရားသူကြီးရှင်းက4နှစ်ထိ2ဆတိုးထောင်နဲ့ချမှတ်ခဲ့ပါတယ်။တခါတောင်ကိုရီးယားကိုတီးခြားနိုင်ငံဖြစ်မြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံမှာပြင်ဆင်သတ်မှတ်လိုက်ပြီးပြန်လည်ပေါင်းစည်းရေးညွှန်းဆိုချက်ကိုဖယ်ရှားလိုက်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ရန်လိုနေတဲ့နှစ်နိုင်ငံမူဝါဒပြောင်းရွေ့ကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်ကြောင်းတောင်ကိုရီးယားယုံဟပ်သတင်းအေဂျင်စီကပြောပါတယ်။ဒီပြင်ဆင်ထားတဲ့ဖွဲ့စည်းပုံကကင်ဂျုံအွန်းကိုနိုင်ငံအကြီးအကဲဖြစ်သတ်မှတ်လိုက်ပါတယ်။မလေးရှားမှာအကြီးဆုံးခြားစားမှုရှုပ်တော်ပုံကနေပြန်လည်ရရှိတဲ့ပကီကားတွေကိုအာဏာပိုင်တွေကပထမဆုံးချိန်ထုတ်ပြခဲ့ပါတယ်။ပီကာဆိုနဲ့မီရိုတို့ရဲ့လက်ရာတွေပါဝင်ပကီလေးကားကိုနယူးယောက်ကအရင်လကမှပြန်ရယူခဲ့တာဖြစ်ပါတယ်
မလေးရှားဆိုရရန်မုံငွေတွေကနေထိတ်တန်းအာဏာပိုင်တွေကဲ့ယူထားတဲ့ဒေါ်လာ4.5 ဘီလီယံကနေဝယ်ခဲ့တဲ့ပြည်ကားတွေဖြစ်ပါတယ်ဒီပြည်ကားတွေကိုအမျိုးသားပြတိုက်ကိုမကြခင်လွှဲပြောင်းပေးမယ်ဆိုပြီးမလေးရှားချစားမှုတိုက်ဖြတ်ရေးမင်းကြီးကပြောပါတယ်နောက်ထပ်အနုပညာလက်ရာတွေထပ်ပြီးတော့ဖော်ထုတ်နိုင်အောင်ကြိုးစားနေတယ်လို့လည်းသူကပြောကြားခဲ့ပါတယ်သောတာရှင်များခင်ဗျာရှမ်းမြောက်မှာနယ်စပ်စီးမြင့်ကိုကြော်ပြီးတရုတ်ဘက်ကခြံစည်းရိုးခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီလိုစည်းရိုးခတ်တဲ့နေရာတွေဟာနေပြည်တော်ရဲ့အာဏာစက်သက်ရောက်မှုမရှိတဲ့ကိုးကန့်နဲ့ဝထိန်ချုပ်နယ်မြေတွေဖြစ်ပါတယ်ဒီလိုတရုတ်ကကြော်လွန်ပြီးတော့ခြံစည်းရိုးခတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးနေပြည်တော်ကရောလက်နက်ကင်ဖွဲ့တွေကပါနှုတ်ဆက်နေကြပါတယ်ဒီကြောင်းမတ်သူစာလင်းကပြောပြပါမယ်တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ထိစပ်နေပြီးကိုကန့်တက်ထိန်းချုပ်ထားတဲ့ချင်းရွှေဝါကျူကုတ်ပန်ဆိုင်မူဆယ်ရွှေလီနဲ့လောက်ကင်ကနယ်စပ်နေရာတွေမှာတရုတ်ဘက်ကခြံစည်းရိုးခတ်နေတယ်လို့ချင်းရွှေဝါဒေသခံတွေကပြောပါတယ်ဒါအပြင်ဝတက် UWSA ထိန်းချုပ်ထားတဲ့နတ်တစ်မန်ခါဂိတ်တွေဘက်မှာလည်းနယ်စပ်စည်းရိုးတွေခတ်နေတာရှိတယ်လို့ဆိုပါတယ်အဲ့ဒီနေရာတွေမှာတရုတ်ဘက်ကခြံစည်းရိုးခတ်တာအပြင်စောက်လုပ်ရေးလုပ်ငန်းတွေပါပူးတွဲလှုပ်ဆောင်နေတာတွေ့ရတယ်လို့မျက်မြင်တွေ့ရှိသူဒေသခံတွေက BBC ကိုပြောပါတယ်နှစ်နိုင်ငံနယ်စပ်မှာစည်းရိုးခတ်တာကိုမြင်တွေ့သိရှိခဲ့တဲ့ချင်းရွှေဝါဒေသခံတူပြောပြတာကအဆင့်3ဆင့်လိုမျိုးပုံစံပေါ့နော်ပထမဆုံးတစ်ခုကကြတော့တို့ရဲ့ငကိုမူရင်းရှိတဲ့ခြံစည်းရိုးမူလအဟောင်းပေါ့နော်ဒုတိယတစ်ခုကကြတော့လူအရက်ထက်ကြော်တဲ့အုတ်တိုင်းအမြင့်ကြီးတွေပေါ့ခုနောက်တစ်ဆင့်ကကြတော့တို့တန်နေနဲ့ခတ်ထားတာဒီတန်စည်းရိုးတွေခတ်ထားတဲ့ဟာမှာကြတော့တရုတ်အလံတွေထောင်ထားတာတွေရှိတယ်ပေါ့နော်တချို့မခတ်ရသေးတဲ့နေရာတွေဆိုရင်လည်းတို့တရုတ်အလံထောင်ထားတယ်အဲ့ဒီထောင်ထားတဲ့ဟာတွေအကုန်လုံးကတို့ကခတ်သွားမယ်ဆိုတာသိရတယ်အခုလိုနယ်စပ်စည်းရိုးခတ်လိုက်တာကြောင့်မြန်မာဘက်ခြမ်းကဒေသခံနေတချို့ဟာတရုတ်ခြံစည်းရိုးအတွင်းကိုရောက်ရှိသွားကတရုတ်နိုင်ငံရဲ့ပိုင်နယ်ထဲကိုရောက်ရှိသွားတယ်ဆိုပြီးအဲ့ဒီနေအိမ်တွေကိုဖြိုဖျက်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်တရုတ်မြန်မာနှစ်နိုင်ငံရခိုင်နယ်နိမိတ်သဘောတူညီချက်တွေအရနှစ်နိုင်ငံနယ်နိမိတ်ရဲ့10မီတာအတွင်းမှာဘလို့အဆောက်အဦမှဆောက်လုပ်ခွင့်မရှိပါဘူးပြီးတော့နယ်နိမိတ်သတ်မှတ်တာကို9နှစ်တစ်ကြိမ်စောင့်ကြည့်စစ်ဆေးရမှာဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသူတွေကပြောပါတယ်ဒီပေါ်တရုတ်မြန်မာအရေးလေ့လာသူဒေါက်တာဆိုင်းကြည်စင်ဆိုပြောတာကလက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေတဲ့အချိန်ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာဒီလိုမျိုးလောက်တဲ့ဥစ္စာကတရုတ်နိုင်ငံအစိုးရအနေနဲ့တရားဝင်လောက်တာမဟုတ်ဘူးဆိုတဲ့ညှင်းဆုံမှုကိုလည်းညှင်းလို့ရတဲ့အနေအထားမှာရှိတယ်။ဘာဖြစ်လို့ဆိုတော့စစ်ကောင်စီလည်းမပါဝင်ဘူး။နှစ်ကြာလာတာနဲ့အများခြံခတ်လိုက်တဲ့ဟာတွေကနယ်နိမိတ်အဖြစ်အတီးဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့သူတို့ယူဆတာမျိုးလည်းဖြစ်နိုင်တယ်ခင်ဗျ။2023ခုနှစ်နိုဝင်ဘာလမှာစင်ဟွာနဲ့တရုတ်အစိုးရပိုင်သတင်းဌာနတွေရဲ့ဖော်ပြချက်အရအခုလိုနယ်စပ်မှာခြံစည်းရိုးခတ်တာဟာ139ခွန်စစ်စင်ရေးတွေမှာမြန်မာဘက်ကစစ်ရှောင်တွေဝင်ရောက်လာခဲ့ရင်တားဆီးနိုင်မှုအပြင်တရားမဝင်လူကုန်ကူးမှုအွန်လိုင်းကြားပြန်လုပ်ငန်းတွေကိုပါထိန်းချုပ်နိုင်မှုဖြစ်တယ်လို့ဖော်ပြခဲ့ပူပါတယ်။ဆီယနာမသိန်းက2020တုန်းကလည်းဒီနေရာတွေမှာပဲကိုဗစ်ရောဂါကာကွယ်တားဆီးရေးအကြောင်းပြချက်နဲ့တရုတ်ဘက်ကခြံစည်းရိုးခတ်ဖို့စ조사ခဲ့ပေမဲ့နေပြည်တော်ဘက်ကကန့်ကွက်ခဲ့လို့နောက်ဆုတ်သွားခဲ့ပူပါတယ်ရှင်။တော်ရရှိမြတ်ခင်ဗျာအာဆီယံထိပ်သီးအစည်းအဝေးကိုဖိလစ်ပိုင်မှာမေလ10ရက်မှာစတင်ကျင်းပမှာဖြစ်ပြီးတော့ဒီကနေ့ကစလို့အာဆီယံနိုင်ငံရေးဝန်ကြီးအစည်းအဝေးစတင်နေပါပြီ။ဒီမှာနေပြည်တော်ကနိုင်ငံရေးဝန်ကြီးကိုထိုင်းကဘေးပန်းအစည်းအဝေးတွေမှာဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ဒီပေါ်ထိုင်းနိုင်ငံရေးဌာနကဘယ်လိုတုံ့ပြန်သလဲကိုကျော်စီရကပြောပြပေးပါမယ်။စီဘူးမှာလက်ရှိကျင်းပနေတဲ့အာဆီယံနိုင်ငံရေးဝန်ကြီးများအစည်းအဝေးကာလအတွင်းနေပြည်တော်ကနိုင်ငံရေးဝန်ကြီးဦးတင်မောင်ဆွေကိုအစည်းအဝေးပြင်ပဘေးပန်းအစည်းအဝေးတစ်ခုပုံစံနဲ့တွဲဆုံဖိတ်ကြားဖို့ထိုင်းဘက်ကစဉ်းစားချက်ရှိတယ်ဆိုပြီးသတင်းထွက်ပေါ်နေတဲ့အပေါ်အဲ့ဒီလိုဖိတ်ကြားဖို့အစီအစဉ်မရှိကြောင်းထိုင်းနိုင်ငံရေးဝန်ကြီးဌာနကအရာရှိကြီးတဦးက BBC ကိုမေလ6ရက်နေ့မှာပြန်လည်ဖြေကြားပါတယ်။လက်ရှိမှာအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်အစည်းအဝေးတွေကိုဦးမင်းအောင်လှိုင်အစိုးရကိုစားနိုင်ငံရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆုံးတက်ရောက်မယ်လို့သိရပြီးလက်ရှိဝန်ကြီးဦးတင်မောင်ဆွေကစီဘူးကိုတွားရောက်ဖို့မရှိဘူးလို့နေပြည်တော်သတင်းရင်းမြစ်က BBC ကိုအတည်ပြုပါတယ်။ထိုင်းအစိုးရအနေနဲ့မြန်မာကိုအာဆီယံမှာပြန်ဝင်ဆန့်ဖို့ကြိုးပမ်းမှုအပေါ်အာဆီယံနိုင်ငံတွေရဲ့သဘောထားတွေကရောဘယ်လိုရှိနိုင်ပါသလဲ။အာဆီယံအရေးလေ့လာနေသူတို့ပြောပြတာကအာဆီယံဘက်မှာတဖြည်းဖြည်းချင်းပြန်ပြီးတော့မှပါဝင်ခွင့်ပြုတာမျိုးပေါ့နော်ဒါမျိုးကထိုင်းရဲ့စဉ်းစားချက်ဖြစ်နိုင်ပါတယ်စေအုပ်စုဘက်ကဒီအာဆီယံရဲ့လိုလားချက်တွေဖြည့်ဆည်းမှုမရှိဘူးဆိုရင်တော့အာဆီယံနဲ့မှရှိတဲ့ဘယ်နိုင်ငံကဘယ်လောက်ပဲဆန္ဒရှိနေပါစေပေါ့နော်အာဆီယံအဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ကစေအုပ်စုကိုပြန်ပြီးတော့ဆက်ဆံဖို့အတိမတ်ပြုဖို့ဆိုတာဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ကနားလည်ပါတယ်ဒီ
ဒီအစည်းအဝေးတွေအတွင်းမြန်မာအတွက်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်5ချက်ကိုပဲပြန်လည်သုံးသပ်တာမျိုးတွေလှုပ်လာနိုင်တယ်လို့အာဆီယံအရေးကျွမ်းကျင်သူတွေကပြောဆိုကြပါတယ်။အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာဘလို့အကြောင်းအရာတွေကိုအဓိကထားဆွေးနွေးလာနိုင်ပါသလဲ။မြန်မာနဲ့ပတ်သက်လို့ဆွေးနွေးမှုရှိလာနိုင်ပါမလား။ဒီအကြောင်းမဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေး Institute ISP မြန်မာပြင်ပဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငြိမ်းပြောပြတာကအာဆီယံထိပ်သီးဆွေးနွေးမှာလွှမ်းမိုးတဲ့ agenda တွေကဘာဖြစ်မလဲဆိုတော့အခုကဒီအီရန်ပင်လယ်ကွေ့စစ်ပွဲဖြစ်နေတော့ဒီရေနံလောင်စာလုံခြုံမှုပြဿနာပေါ့ဗျာစားနပ်ရိက္ခာလုံခြုံမှုပြဿနာဘာညာဒါတွေကသူတို့အဓိကဆွေးနွေးဖို့အကြောင်းအရာဖြစ်မှာပါအဲ့တော့မြန်မာလက်ရှိအစိုးရတွေကိုဖိတ်မလားဆိုတဲ့အခါမှာအခုချိန်ကြီးကအားလုံးတူညီတဲ့သဘောတူညီချက်မရှိသေးတော့ဖိတ်လို့မရဘူးဗျာတစ်ဖက်မှာလည်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကနေဒေါအောင်ဆန်းစုကြည်ကိုနေအကျယ်ချုပ်အဖြစ်ရွှေ့ပြောင်းထားမှုပေါ်ကြိုးဆိုကြောင်းထုတ်ပြန်ပေမဲ့အာဆီယံအထူးတန်နဲ့တွေ့ခွင့်ပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကလည်းဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့တောင်းဆိုမှုတွေကိုဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။တော်ရရှိမြခင်ဗျာစစ်တပ်အလုံးစုံမထိန်ချုပ်နိုင်တဲ့ရခိုင်တနင်္သာရီနဲ့ကချင်ပြည်နယ်ကဒေသတချို့ကိုဧပြီလကုန်ပိုင်းကစလို့ပြည်တွင်းလေကြောင်းခီးတွေပြန်လည်ပြေးဆွဲခဲ့ပါတယ်။ဒါပေမဲ့လေရင်လက်မှတ်ဈေးကစမတန်ဖြစ်နေပြီးမှောင်ခိုရောက်တဲ့အထိဖြစ်နေပါတယ်ဒီကြောင်းမသိသိတွေကတင်ဆက်ပေးပါမယ်လက်ရှိမြန်မာနိုင်ငံအတွင်းမှာလမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးလေကြောင်းလိုင်းကိုသာအားထားတွားရတဲ့ဒေသတွေဖြစ်တဲ့ရခိုင်ပြည်နယ်မန်းအောင်တနင်္လာရီတိုင်းမိတ်နဲ့ကချင်ပြည်နယ်မြစ်ကြီးနားတို့ကိုလေကြောင်းလိုင်းတွေပြန်လည်စတင်ပြေးဆွဲခဲ့ပါတယ်မြစ်ကြီးနားလေဆိပ်ကိုဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်လအနည်းငယ်ကြာပိတ်ထားရကနေပြီးခဲ့တဲ့အပတ်ကပြန်ဖွင့်ခဲ့တာပါစစ်တပ်ကအေအေအတွက်ထောက်ပံ့မှုတွေမရရှိအောင်ရခိုင်ပြည်နယ်အဝင်အထွက်ကိုပိတ်ဆို့ထားခဲ့တာပါအဲ့ဒီထဲမှာလေကြောင်းလိုင်းတွေပြေးဆွဲမှုရပ်တန့်တာလည်းပါဝင်ပြီးအခု3နှစ်အကြာမှာတော့မန်းအောင်ကြောက်ဖြူတပတ်3ရက်ပြန်လဲပြေးဆွဲလာပါတယ်။မိကနေကော့တောင်းနဲ့ဗုတ်ပြင်းလေကြောင်းခီးစဉ်တွေကိုတော့ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလမှာအကြောင်းပြချက်ခိုင်ခိုင်မာမာမတိရှိရပဲပိတ်ခဲ့တာပါ။ဗုတ်ပြင်းဒေသခံတွေပြောပြချက်အရလေရင်စီကြောင့်ခီးစဉ်ရှော့ချပြေးဆွဲတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။မန်းအောင်ဒေသခံတွေကတော့ရေချောင်းကိုပဲအားထားရကနေအခုလိုလေချောင်းပြန်လဲပြေးဆွဲလာမှုရှိလာတာကြောင့်ဝမ်းတာကြပေမဲ့လေရင်လက်မှတ်ကတော့မဲနိုင်ဝယ်ယူနေရတဲ့အခြေအနေဖြစ်နေတဲ့အကြောင်းမန်းအောင်ဒေသခံပြောတာကဒီကတော့မဲ့သူတွေကလည်းအများကြီးမာမသာမဲ့အများကြီးရှိတယ်ဆိုတဲ့အခါကျတော့အခုလောလောဆယ်မှာတော့ရန်ကုန်ကလိုက်မဲ့သူတွေကိုမြန်မာဒီကြောင်းတိုင်းလူစကွာဒီလက်မှတ်ရောက်တဲ့နေရာကမဲနိုင်ပြီးပဲပြည်တယ်ပေါ့နော်မဲနိုင်ပြီးတဲ့သူတွေကမဲကြတဲ့1 2 3 4 5အဲ့လိုမျိုးကိုကြားပြီးတော့လူတွေကလက်မှတ်ရောက်ပြီးနေတာကိုတွေ့ရပါတယ်မြစ်ကြီးနားမှာလည်းလေကြောင်းလိုင်းပြေးဆွဲမှုပြန်ရှိပေမဲ့မောင်ခိုဈေးကွက်မှာကျပ်15သိန်းကနေ30ဝန်းကျင်အထိဈေးတွေမြင့်တက်နေပါတယ်မြစ်ကြီးနားရန်ကုန်လေလက်မှတ်ရောင်းသူပြောပြတာကတရားဝင်ပေါ့နော်လက်မှတ်ရောင်းချတာတွေရှိတယ်တချို့ကြတော့လေအဲ့လိုမဟုတ်ဘဲနဲ့လက်မှတ်တော့ရောင်းနေမှန်းတယ်တရားဝင်လိုင်စင်မရှိဘဲနဲ့ကြားထဲမှာပဲဟိုပွဲစားပေါ့နော်ပြောမယ်ဆိုအဲ့လိုရောင်းတဲ့သူတွေလည်းရှိတယ်အဲ့လိုရောင်းတဲ့လူတွေကကြတော့လေသူကကိုကြီးတွေလည်းသူကများများပြီးပြီးအဲ့လိုဝယ်နိုင်တယ်ရောင်းချတဲ့လူကသူတို့တော့ပို့ပြီးတော့ရောင်းချင်တာပေါ့ပြောမယ်ဆိုအဲ့လိုမျိုးပုံစံပေါ့ဆိုတော့ကျမတို့ဟိုကုန်ပြနေရကြတော့ကိုကမရအောင်မရတဲ့ခါကျတော့အဲ့လိုသူတို့ကြီးကနေပြီးတော့တစ်ဆင့်ကိုကလည်းပြန်ဝယ်ရတာလက်ရှိမြန်မာနိုင်ငံအတွင်းကလေရင်လက်မှတ်ခတွေဟာရန်ကုန်မန်ကောက်အတော်အပြန်ထက်ဈေးပိုကြီးနေတဲ့အခြေအနေဖြစ်နေပါတယ်စစ်ကောင်းဆောင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာလေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲဖို့နဲ့တိုးချက်ပြေးဆွဲဖို့ပြောနေပေမဲ့လက်ရှိမှာတော့လေရင်လက်မှတ်ဈေးကြီးတဲ့ပြဿနာဆက်ရှိနေပြီးဖြေရှင်းပေးတာမျိုးလည်းမတွေ့ရသေးပါဘူး